Mari Brashak Dibankaki Boteme Dibankaki Martin ပြန်ရလာတယ်မြတ်တောက်လျှောက်ပဲစိုင်းပြန်ပြီးအေးရဲ့ဝင်လာပြီလေဖေးလာပြီနိုင်ပြီကိုဘီညာဒီချိန်မှာလဲရဲနိုင်အောင်မာတင်တို့လိုအပ်နေတဲ့ဥဆောင်ကိုတော့ဒုတိယမြောက်ပွဲမှာဒုတိယအကြိမ်ထပ်ပြီးတော့အသွင်ယူပြနိုင်ခဲ့ပြီဖြစ်ပါတယ်ပြိုင်ဘက်ကဖိအားပေးရင်အနည်းငယ်ပြန်ရခက်လေးရှိတဲ့နီဘောတင်ရဲ့ခံစစ်ဒီချိန်မှာလဲဒီဘန်ကာခီရဲ့အမှားအနေမြန်မာတင်ရလာတဲ့အခွင့်အရေးတစ်ခုတော့အကောင်းဆုံးသုံးချပြီးတော့တင်ကိုတစ်ခုဖြစ်ပြောင်းလဲနိုင်ခဲ့ပြီဖြစ်ပါတယ်ရရှိလာတဲ့ခွင့်ရေးတစ်ခုတော့စိုင်းမြတ်မင်းအေးရထဲမှာအဆင်သင့်ရှိနေတဲ့ရဲနိုင်အောင်တော့အကောင်းဆုံးပံ့ပိုးနိုင်ခဲ့တာဖြစ်ပါတယ်ကိုဆက်ဝရန်ရေးပွဲစပိုင်းမှာပဲမြန်မာတင်ကတော့ပွဲကိုစတင်ပြီးတော့ဥဆောင်လိုက်ပြီးဖြစ်ပါတယ်ဟောပါတယ်ကိုငင်ဆိုရင်အာဖဂန်နဲ့ပွဲစဉ်မှာအကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ကစားမတစ်ခုဖြစ်တဲ့စိုင်းမြတ်မင်းနဲ့ရဲနိုင်အောင်တို့ရဲ့အတွဲဖက်ကနေမြန်မာယူဆက်ကွန်တင်ရတော့လက်ရှိချိန်မှာဥဆောင်ကိုစတင်ရရှိသွားခဲ့ပြီလည်းဖြစ်ရဲနိုင်အောင်ပရရှန်ကိုနောက်ကနေဖိထုတ်ထားခဲ့ရကြောင်းမာတင်ဒီချိန်မှာတော့ထောက်ကံမောက်ကံကိုရရှိမှလည်းဖြစ်ပါတယ်ပရရှန်တော့လက်ရှိထောက်ကံမောက်ပေးထားတဲ့အခြေအနေကိုတော့ကွင်းလဲတိုင်းနဲ့စစ်ချက်ထိုင်တော့အချင်းများနေကြရလည်းဖြစ်ပါတယ်ကန်ထားပေးတယ်။ဒီကွန်တက်ထားတယ်။တက်တိုက်တယ်။ပိတ်တယ်။ကိုဘီခင်ဗျာ။ဒီချိန်မှာတော့မြန်မာတင်လိုအပ်နေတဲ့ဒုတိယမြောက်ဦးဆောင်ဖို့တော့တင်းကောင်းဆောင်အောင်တီဟာသူယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ပွဲစားချိန်68မိနစ်ရောက်မှာတော့ရှုပ်ချက်ခတ်နေတဲ့ထောက်ကံမော်နေထားကနေပြန်ရှက်ထွက်လာတဲ့ဘောလုံးအောင်တီဟာအမောင်းမရှိပိတ်သွင်းပြီးတော့မြန်မာပရိသတ်တွေတို့ကလိုချင်နေတဲ့ဒုတိယမြောက်ဦးဆောင်ဖို့တော့ယာယူပေးသွားနိုင်ပြီလည်းဖြစ်ပါတယ်။ပွဲစဉ်မှာလဲတောက်ကံမောကနေမျိုးခန့်ကျော်ရဲ့ဥဆောင်ကိုဖိုင်တီပေးခဲ့တဲ့အောင်တီဟာဒီနေ့ပွဲစဉ်မှာလဲတောက်ကံမောကနေပဲရလာတဲ့အခွင့်အရေးကိုကောင်းမွန်စွာဆုံးသက်ပြီးတော့မြန်မာအသင်းအတွက်ဒုတိယမြောက်ဥဆောင်ကိုအောင်တီဟာသူယူပေးသွားခဲ့ရလဲဖြစ်ပါတယ်ဖိအားပေးဖို့အချိုးစားခဲ့တာဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာအသင်းပေါ်ကိုရရှိဖို့အတွက်အကောင်းဆုံးဖန်တီးပေးထားနိုင်ခဲ့တဲ့စိုင်းမြတ်မင်းဒီချိန်မှာတော့ကိုယ်တိုင်သွင်းကိုရရှိဖို့အတွက်အတော်လေးကောင်းမွန်တဲ့ကံချက်တစ်ခုနဲ့တော့ချင်းချောက်ထားခဲ့တာဖြစ်ပါတယ်။အသင်းကတော့တိုက်စစ်ပိုင်းမှာရင်းနိုင်အောင်ရဲ့နေရာမှာတော့ဒီဝီယန်နဲ့ပြောင်းလဲပြီးတော့တိုက်စစ်ပိုင်းပြောင်းလဲကိုပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။အောင်တီဟာဒါပဲအေးရမော့ပေးရတယ်ခေါက်တိုက်ပြီကိုဘီညာခံစစ်ကမျိုးခန့်ကျော်ဒီကပွဲစဉ်တော့လိုပဲဒီနေ့ပွဲစဉ်မှာလည်းမြန်မာအသင်းအတွက်အသင်းကိုတစ်ခုရရှိအောင်အကောင်းဆုံးခေါင်းတိုက်ပြီးတော့အဆုံးသတ်နိုင်သွားခဲ့ပြီဖြစ်ပါတယ်တင်ကောင်းဆောင်အောင်တီဟာရဲ့ဖန်တီပေးမှုကနေအေးရထဲမှာအောင်တီဟာလုံအောင်ချိန်သားကပြေးထွက်ပြီးတော့အဖိုင်ခေါင်းတိုက်ပြီးတော့အဆုံးသတ်ခဲ့တာဖြစ်ပါတယ်ဒီချိန်မှာလည်းတင်ကောင်းဆောင်အောင်တီဟာရဲ့ပေးဖို့မှုကအတော်လေးကောင်းမွန်ခဲ့ပြီးတော့မျိုးခန့်ကျော်ရဲ့ခေါင်းတိုက်ချက်ကလည်းလုံအောင်အပြေးမှန်မှန်နဲ့ပြန်မတင်ကိုသမားဘိုဟာရောဘလုံးမတက်နိုင်ပဲနောက်ထပ်သွင်းကိုတစ်ခုတော့ထပ်ပြီးတော့ခွင့်ပြုခဲ့ရဖြစ်ပါတယ်ကိုဆက်ဝရန်ရေမာတင်ရဲ့သွင်းကိုတွေကတော့လုံအောင်ရက်တက်ခြင်းမရှိသေးဘူးလို့ပဲဆိုရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကိုငင်ဆိုရင်မျိုးခန့်ကျော်ကတော့နှစ်ပွဲဆက်သွင်းကိုရယူနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်ပွဲချိန်နှောင်းပိုင်းထိပို့ပြီးတော့ကိုပြန်ပြီများတော်တော်လေးလှပတဲ့သွင်းကိုလို့ဆိုရမှာဖြစ်ပါတယ်ကျွန်တော်ပြောလို့မဆုံးရင်တင်ထားမှာပဲမာတင်ရဲ့တိုက်စစ်ကလုံးဝမရက်တက်မင်းနဲ့နောက်ထပ်သွင်းကိုတစ်ခုတော့ထပ်ပြီးတော့ပိုင်ဆိုင်သွားခဲ့ပြီဖြစ်ပါတယ်ဒီသွင်းကိုကမြန်မာတင်ရဲ့ပြည်သက်တွေအတွက်ရောအတော်လေးအားရကျင်းတဲ့ဖို့ကောင်းတဲ့လှပတဲ့သွင်းကိုတစ်ခုဖြစ်တော့ရှိနေခဲ့တာဖြစ်ပါတယ်ပြန်မတင်ရဲ့ခံစစ်စားမတွေလုံးဝကာကွယ်ခြင်းတောင်မရဘဲနဲ့ဒီသွင်းကိုကအတော်လေးလှပပြီးတော့အတော်လေးတည်သက်ကောင်းမွန်ခဲ့တာဖြစ်ပါတယ်ဒီသွင်းကိုဘယ်လောက်ထိလှပလဲရုပ်သံနှေးပြခွင့်တွေမှာကျွန်တော်ပြန်ပြီးတော့ကြည့်ရှုရမှာလည်းဖြစ်ပါတယ်
ပြည်တော်ပေါ်ဖြစ်ပဲသတ်မှတ်ထားခဲ့တာဖြစ်ပါတယ်ဒါမဲ့လည်းဒါကတော့နီဘောအသင်းကိုသတ်မှတ်ပေးထားခဲ့တာဖြစ်ပါတယ်ခုနမှာတော့မြန်မာအသင်းရဲ့ကစားသမားတူရရှိနေတဲ့အနေအထားမျိုးမှာတော့မြင်တွေ့နေခဲ့ရတယ်များရီယာ channel ရုပ်သံလိုင်းနဲ့ပြုံးပလေး sport YouTube ကနေတိုင်းကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲကျွန်တော်စီရင်ခံတင်ဆက်နေတဲ့အချိန်တွင်းမှာပဲညီဘောအသင်းနဲ့မြန်မာအသင်းတို့ရဲ့ယူဆက်ခွန်အာရှဖလားဒုတိယမြောက်ခြေစစ်ပွဲကအပြီးဆုံးသွားပြီဖြစ်ပါတယ်ပွဲပြီးဆုံးချိန်မှာတော့မြန်မာအသင်းကညီဘောအသင်းကိုပြတ်သားတဲ့ရလဒ်တစ်ခုဖြစ်တဲ့၄ဂိုးခုရှိတဲ့အနိုင်ရရှိပြီးတော့လက်ရှိခြေစစ်ပွဲခရူဂျီရဲ့ထိပ်ဆုံးနေရာမှာဥဆောင်သွားနိုင်ပါကြောင်းတင်ဆက်ရင်းနဲ့ကျွန်တော်ရဲ့တရားထုတ်လင်းတင်ဆက်နေမှုကိုအကြခင်မှာရှင်းသားသွားတော့မှာလည်းဖြစ်ပါတယ်